ဒီဗီဒီယိုကိုကြော်မသွားခင်တင့်ကိုမေးခွန်းတစ်ခုမေးပေးရစေအခု2026ခုနှစ်ရောက်နေပြီကုန်စည်နှုန်းတွေကဘလောက်တက်နေပြီလဲကဘာကြီးကဘလောက်မြန်မြန်ဆန်ဆန်ပြောင်းလဲနေပြီလဲဒါပေမဲ့တင်ကလွန်ခဲ့တဲ့9နှစ်10နှစ်ကလို့ဝင်ငွေတစ်ခုတည်းအပေါ်မှာပဲအာကူပြီးရက်တည်နေတော့မဲလားအကယ်၍တင်ရဲ့အဲ့ဒီတစ်ခုတည်းသောဝင်ငွေလမ်းကြောင်းသာဒီနေ့ညမှာပိတ်သွားခဲ့ရင်မနှက်ဖြန်တင်ဘဝဘာဖြစ်သွားမလဲဒါဟာ6လန့်နေတာမဟုတ်ပါဘူးဒါဟာ2026ရဲ့လက်တွေ့ဘဝပါဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြမှာကဘာလို့ဝင်ငွေတစ်ခုတည်းရှိတာဟာ2026မှာငွေကြေးအရာကိုတက်တည်နေတာနဲ့တူတယ်လဲဆိုတာနဲ့သင်ရဲ့ပထမဆုံးအပိုဝင်ငွေလမ်းကြောင်းကိုအရင်နေ့တပြားမှမလို့ပဲဘယ်လိုစတင်ရမလဲဆိုတာပဲဖြစ်ပါတယ်အရင်တုန်းကတော့အလုပ်တစ်ခုရှိရင်ဘဝကလုံခြုံပြီလို့ထင်ခဲ့ကြတယ်ဒါပေမဲ့2026မှာအခြေအနေတွေကလုံးဝပြောင်းသွားပါပြီ AI နည်းပညာတွေကလူတွေရဲ့နေရာမှာအစားထိုးလာတယ် company တွေကဝန်ထမ်းလျှော့ချတာတွေကနေတိုင်းလိုကြားနေရတဲ့သတင်းတွေဖြစ်နေပြီသင်ကဝန်ထမ်းပဲဖြစ်ဖြစ် freelancer ပဲဖြစ်ဖြစ်ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ်မှာပဲမှီခိုနေတာဟာခြေထောက်တစ်ဖက်ထိရှိတဲ့ထိုင်ငုံပေါ်မှာထိုင်နေတာနဲ့တူပါတယ်အဲ့ဒီခြေထောက်လေးတစ်ဖက်ကျိုးသွားတာနဲ့သင်လဲကျသွားမှာပါပဲအခုခေတ်မှာကုန်စည်နှုန်းကလှေနဲ့တက်တယ်လို့တက်နေပေမဲ့သင်ရဲ့လစာဒါမှမဟုတ်ဝင်ငွေကတော့လိတ်လိုပဲသွားနေတယ်အဲ့ဒီကြားထဲမှာမမျှော်လင့်မဲ့ကျန်းမာရေးကိစ္စပေါ်လာမယ်အရေးပေါ်အသုံးစရိတ်တွေရှိလာမယ်ဆိုရင်သင်ဘယ်လိုဖြေရှင်းမလဲဝင်ငွေတစ်ခုတည်းဆိုတာလုံခြုံမှုမဟုတ်တော့ဘူးအဲ့ဒါဟာအန်ဒီရဲ့ဖြစ်သွားပါပြီဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ကြမလဲ2026ရဲ့အောင်မြင်သူတွေဟာဝင်ငွေလမ်းကြောင်းမျိုးစုံကိုတည်ဆောက်ကြပါတယ်ဒါကိုပြောလိုက်ရင်လူအများစုကငါ့မှာအချိန်မရှိဘူးငါ့မှာအရင်းနှီးမရှိဘူးလို့ဆင်ခြေပေးတတ်ကြပါတယ်ဒါပေမဲ့နားထောင်ကြည့်ပါ2026မှာဝင်ငွေလမ်းကြောင်းအသစ်တွေဖန်တီးဖို့ဆိုတာအရင်ကထက်အများကြီးပိုလွယ်ကူလာပါပြီကျွန်တော်တို့မှာဝင်ငွေမျိုးစား3မျိုးရှိပါတယ်နံပါတ်1 active income ဒါကတော့လက်ရှိအလုပ်ပေါ့အချိန်ပေးပြီးလုပ်ရမှငွေပြန်ရတာနံပါတ်2 passive incomeဒါကတော့သင်အိတ်နေချိန်မှာတော့ပတ်စံဝင်နေမဲ့လမ်းကြောင်းတွေပါဥပမာ digital product တွေရောင်းတာ affiliate marketing လုပ်တာမျိုးပေါ့နံပါတ်3 portfolio income ဒါကတော့စုဆောင်းထားတဲ့ငွေကိုအလုပ်ခိုင်းတာပါ2026မှာသင်အောင်မြင်ခြင်းရင်ဒီ3မျိုးလုံးကိုမျှတအောင်လုပ်ထားရမယ်အလုပ်တစ်ခုတည်းလုပ်တာကနေ system တစ်ခုတည်ဆောက်တာကိုပြောင်းလဲရပါမယ်ကဲလက်တွေဘယ်လိုစမလဲအရင်ဒီမလို့တဲ့နီလန်3ခုကိုကျွန်တော်ပြောပြမယ်ပထမတစ်ခုက content monetization မှာအခု2026မှာလူတိုင်းကဖုန်းတစ်လုံးစီရှိတယ်သင်ကတစ်ခုခုကိုဝါသနာပါလားဟင်းချက်တာလားဂိမ်းစော်တာလားဒါမှမဟုတ်ဘဟုတုတမျှဝေတာလားအဲ့ဒါကို content အဖြစ်ပြောင်းလိုက်ပါ TikTok YouTube Facebook မှာ content တင်တာဟာအရင်ကြီးမလို့ပဲရေရှည်မှာကြီးမားတဲ့ဝင်ငွေလမ်းကြောင်းဖြစ်လာနိုင်ပါတယ်ဒုတိယတစ်ခုကတော့ digital skill and freelancer မှာ AI ကိုဘယ်လိုသုံးရမလဲဆိုတာကိုသင်ယူပါAI prompt engineering video editing ဒါမှမဟုတ် digital marketing လို့ skill တွေဟာ2026မှာရွှေထက်ရှားပြီးဈေးကြီးပါတယ်ဒီ skill တွေကိုသုံးပြီးနိုင်ငံတကာကအလုပ်တွေကိုအိမ်မှာနေရင်လုပ်လို့ရပါတယ်တတိယတစ်ခုက digital asset တွေတည်ဆောက်တာပါ e-book ရေးမလား online course လုပ်မလားဒါမှမဟုတ်အသုံးဝင်တဲ့ template တွေဖန်တီးမလားဒီချိန်မဲ့ပင်ပင်မန်းလုပ်ထားရပြီးနောက်ပိုင်းမှာအလိုလျောက်ရောင်းထွက်နေမဲ့ပစ္စည်းမျိုးတွေကိုဖန်တီးပါအဓိကစဖို့ပါပဲပြည့်စုံနေဖို့မလိုဘူးစတင်ဖို့ပဲလိုပါတယ်တငယ်ချင်းတို့အချိန်ဆိုတာပြန်မရနိုင်တဲ့အရာပါ2026ဟာအခွင့်အလမ်းတွေပေါ်တဲ့လောက်ပြိုင်ဆိုင်မှုတွေလည်းပြင်းထန်ပါတယ်သင်ဒီနေ့ဘာမှမပြောင်းလဲဘူးဆိုရင်နောက်9နှစ်မှလည်းသင်ဒီနေရာမှာပဲရှိနေဦးမှာပါဝင်ငွေတစ်ခုတည်းအပေါ်ရက်တည်နေတာကိုရပ်တန့်လိုက်ပါသင်ရဲ့ဘဝကိုသင်မိသားစုရဲ့အနာဂတ်ကိုလုံခြုံအောင်အခုကတည်းကစတင်တည်ဆောက်ပါဒီဗီဒီယိုကသင်ရဲ့အတွက်အကျိုးရှိတယ်ဆိုရင် channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်ပြီးတော့သင်မှာအခုအပိုဝင်ငွေလမ်းကြောင်းဘယ်နှခုရှိနေပြီလဲဒါမှမဟုတ်ဘယ်အလုပ်ကိုစတင်ဖို့စဉ်းစားနေလဲဆိုတာကို comment လေးမှာရေးပေးသွားပါအောင်ခင်ဗျာ